ဆက်လက်ကောင်းချီးပေးပါစေဆက်လက်ပြီးတော့ဒေသန်ရှင် Angel Rain ထံမှချီးမွမ်းခြင်းကိုကြားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာညနေခင်းလေးပါဒီနေ့မှာAngel ကိုဒီနေရာမှာဂုဏ်တော်ချီးမွမ်းနိုင်ရတဲ့အခွင့်အရေးပေးတဲ့အတွက်ဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့Angelချီးမွမ်းခြင်းတဲ့သချင်းကတော့ဆရာအဲဆော်လက်ရေးသားထားတဲ့ရှန်လက်ရှိတော်ခွက်ဖလားဆိုတဲ့သချင်းလေးပဲဖြစ်ပါတယ်ပိုင်ဆိုင်နေပါတော့လေလေဂျေဇုတရားများပြေပါနေခဲ့ပြီကိုတော့ရှင်ရဲ့ဖော်မကုန်မြတ်တာလူတွေပေါ်မှာပူရှန်ခဲ့တာဓာတ်တွေအားလုံးဖေးရမြတ်ဂျေဇုတော်ပဲလေနေစရာထိုင်စရာတွေဇင်ခံချွေကိုတော့ရှင်ရဲ့ကြွယ်ဝခြင်းတွေအရာခတ်သိမ်းအတွက်ဆုံးလင်းလို့နေဓာတ်တွေအားလုံးပြရမြတ်ဂျေဇုတော်ပဲလေဘယ်ချိန်မဆိုဂျေဇုတရားတွေပြေလို့ရှာအောင်ကောင်းမြတ်နေတာအသေးချာရဲ့အတွက်စံစားပိုင်ဆိုင်နေပါတော့လေလေဂျေဇုတရားများပြေဝနေခဲ့ပြီကိုတော့ရှင်ရဲ့ဖော်မကုန်မြတ်တာလူတွေပေါ်မှာပူရှန်ခဲ့တာဓာတ်တွေအားလုံးဖေးရမြတ်ဂျေဇုတော်ပဲလေနေစရာထိုင်စရာတွေဇင်ခံချွေရှင်ရဲ့ကြွယ်ဝခြင်းတွေအရာခတ်သိမ်းအတွက်ဆုံးလင်းလို့နေဓာတ်တွေအားလုံးပြရမြတ်ဂျေဇု